နှစ်တက်ကလူဖြစ်အောင်မွေးမြူကဆောင်းရှောက်လို့ကြည်ပြင်းလာခဲ့ပြီမိဘတို့အရေးသည်သားသမီးတို့ကိုယ်ကိုရာဖြစ်သည်တုံ့ပြန်တဲ့အတိုင်းအစားရမနီနှလုံးသားချင်းနိုင်ရှင်ရမဝုန်းပြီးသားသမီးတို့အချစ်သည်ရေပေါ်မှာအယုံရည်